အတ္တကြီးတာကအထီးကျန်ခြင်းကိုဖြစ်စေနိုင်တယ်။တင်းအတ္တတွေဟာတိတ်ကြီးနေမယ်ဆိုရင်တော့တနေ့တင်းပေးမှာဘယ်သူမှရှိတော့မှာမဟုတ်ပါဘူး။အရာရာတိုင်းကိုငါအတွက်ငါသာလျှင်အမှန်ဆိုတာတွေကအတ္တကြီးသူတွေရဲ့အကျဉ်းစရိုက်ပါပဲ။တစ်ဖက်တည်းကြီးတတ်တဲ့အတ္တသမားတွေကိုဘယ်သူမှရေရှည်လက်တွဲကြမှာမဟုတ်ဘူး။လူဆိုတာကအတ္တရှိကြတာကြီးပဲ။ဒါပေမဲ့အတ္တကြီးလို့တော့မဖြစ်ဘူး။အတ္တသိပ်ကြီးသွားရင်ကိုယ်ချင်းစာစိတ်ပျောက်ဆုံးသွားပါလိမ့်မယ်။ကိုယ်ချင်းစာစိတ်မရှိရင်လူမပိတတ်နိုင်တော့ဘူး။အရင်တုန်းကလူတွေဟာတယောက်ကိုတယောက်အားပေးကြပါတယ်။ဒီခေတ်လူတွေကတော့တယောက်ကိုတယောက်သွေးတိုးအောင်လုပ်နေကြပါတယ်။ပြဿနာကိုဖြေရှင်းမဲ့အစားပြဿနာကိုပိုကြီးအောင်လုပ်တတ်ကြတယ်။ခွင့်လွတ်ပေးရမယ့်အစားဒေါသကိုရှေ့တန်းတင်လာကြတယ်။ဘဝဟာတဖြည်းဖြည်းအချိန်တွေကုန်လွန်လာတာနဲ့အမျှဘသူမှဘသူကိုမပိုင်ဘူးဆိုတာသိလာရတယ်။ဘယ်အရာကိုမှလည်းတကယ်မပိုင်ဘူးဆိုတာနားလည်လာခဲ့တယ်။တင့်ကိုတန်မိုးမထားတဲ့သူကိုထက်ခါသွားမခေါ်မိပါစေနဲ့။တချို့လူတွေကခက်လွယ်လွယ်နဲ့ပြောတတ်ကြတဲ့စကားကပြီးခဲ့တာတွေလည်းပြီးပါစေတော့ဆိုတာပဲ။ဒါပေမဲ့အဲ့ဒီပြီးခဲ့တဲ့အတိတ်ကငါတို့အပေါ်ဘလို့တက်ရောက်ခဲ့လဲဆိုတာကိုမေးဖို့တောင်မစင်စားမိဘူးမဟုတ်လား။အမားတစ်ခုကိုထက်ခါကျူးလွန်နေပြီဆိုရင်တော့အဲ့ဒါအမားလို့မခေါ်ဘူး။အဲ့ဒီလူရဲ့အကျင့်စရိုက်ပဲလို့သဘောပေါက်လိုက်ပါ။လူတွေကတင့်ကိုမမှတ်မိချင်တော့ဘူးဆိုရင်တင့်ကိုတင်ပြန်သုံးသပ်ကြည့်ပါ။ငါဟာသူတို့အတွက်အသုံးမဝင်တော့လို့ဆိုရင်တေးချတဲ့တင်ဟာသူတို့အတွက်လူသုံးဖြစ်နေခဲ့ပြီ။မဟုတ်တဲ့စကားကိုတိုးတိုးလေးပြောလိုက်ရင်တောင်အားလုံးကြားလိုက်ကြမှာဖြစ်ပြီးအမှန်တရားကိုအော်ပြောရင်တောင်ဘယ်သူမှနားထောင်မပေးကြဘူး။ကြားရင်လည်းမကြားသလိုနေလိုက်ကြတယ်။ဘဝမှာတစ်ခါတလေတယောက်တည်းလဲနေဖို့လိုတယ်။ကိုစကားပြောဖို့အတွက်ပါ။ကိုပြန်သုံးသပ်ဖို့အတွက်ပါ။ငါဘာတွေမှနေပြီးဘလို့ပြင်ရမလဲပေါ့။ချီးမွမ်းမှုကိုလက်ခံတဲ့အခါမှာယိုကျိုးမှုရှိသင့်ပြီးအမားကိုဝန်ခံတဲ့အခါမှာဂုဏ်ယူသင့်ပါတယ်။ဒါကအမားကိုလုပ်ဖို့ဆိုလိုတာမဟုတ်ဘူး။အမားလုပ်ပြီးရင်ဝန်ခံရဲတဲ့သူကအင်မတန်ကိုမှနဲလုံးပါတယ်။တင်းရဲ့အတွေ့အတိုင်းဟာတင်းအနာဂတ်ကိုတိဆောက်နိုင်တယ်လို့ပျက်စီးသွားအောင်လည်းဖျက်ဆီးနိုင်ပါတယ်။အတွေးဆိုတာလည်းအရေးကြီးတာဖြစ်လို့ဂရုစိုက်ရပါမယ်။သူ့ဖက်ကိုယ်ဖက်မျှတစွာတွေးပြီးမျှတလှုပ်ဆောင်တတ်မယ်ဆိုရင်ဘယ်အရာပဲဖြစ်ဖြစ်အဆင်ပြေနိုင်ပါတယ်။လူအများရဲ့လေးစားခြင်းကိုလည်းရရှိနိုင်ပါလိမ့်မယ်။ဒါကြောင့်အတ္တကိုတတ်နိုင်သမျှလျှော့ပြီးသူ့အကျိုးကိုယ့်အကျိုးနှစ်ဖက်မျှတအောင်ကြင်ကြံကြိုးစားဆောင်ရွက်နိုင်ကြပါစေ။